Example x by 2 or any obviously interference experiment the distance between the slate is 5 mm in the screen is 2 meter from the slate လို့ပြောတယ်။သူပြောတာဒီပုံစံမှာ obviously interference experiment ကူမှာဒီဟောက်ပေါက်ကြောကွာဝေးက5 mm ဖြစ်ပြီးတော့ဒီကားချက်နဲ့အပေါက်ရဲ့ကွာဝေးကကျတော့2 meter ရှိတယ်လို့ပြောတယ်။ဒါဆိုလို့ရှိရင်ဒါ distance between the slate ကကျတော့ small d ရဲ့တန်ဖိုးလေးသူကပေးထားတာ။ဟုတ်ပြီနော်ဒါကျတော့small d ပေါ့နော်ဒီမှာကျတော့ small d ဒါ distance between the slits ကကျတော့ small d ရဲ့တန်ဖိုးလေးပေးထားတယ်5 mm တခါတည်းမီတာချိန်လိုက်မယ်ဆိုလို့ရှိရင်5 to 10 power minus 3ဖြစ်သွားမယ် slit screen နဲ့ slit ရဲ့ကြောကွာဝေး screen နဲ့ slit ရဲ့ကြောကွာဝေးကကျတော့ capital d ကကျတော့2 meter အဲ့မှာ yellow light from a Sorian lens is used in a heavy lens or 5.89 into 10 power minus 7 meter လို့ပြောတယ်ဒီ Sorian မီလုံးကနေထွက်လာတဲ့ line လေးရောကကျတော့5.89 into 10 power minus 7 meter ရှိပါတယ်လို့ပြောတာเนาะသူကအဝါရောင်လေနန်းကိုအသုံးပြုထားတယ်လို့ပြောတယ်เนาะ yellow light အဝါရောင်လေနန်းကိုသုံးထားတယ်အဲ့ဒီမှာ find the distance between the first and second order blind fringes on the screen ဒီကောက်ချက်ပုံမှာရှိတဲ့ပထမနဲ့ဒုတိယတောက်ပေါ်စင်များကြောင်းမှာရှိတဲ့အကွာဝေးကိုရှာပါတဲ့เนาะတောက်ပေါ်စင်များကြောင်းရှိအကွာဝေးကိုရှာခိုင်းတယ်အဲဆိုလို့ရှိရင်သူပေးထားတာကဒီမှာဆိုလို့ရှိရင်ဝေးလေးပေါ့เนาะလန်ဒါရဲ့တန်ဖိုးလေးကိုလည်းသူပေးထားတယ်လူချင်းတာက the distance between the first and second order blind fringe အဲ့လိုဆိုလို့ရှိရင်ဒီပထမနဲ့ဒုတိယအဆင့်เนาะ40ကြောင်းအကွာဝေးပေါ့40ကြောင်းအကွာဝေးဒီဘာနဲ့တူလဲဆိုလို့ရှိရင် phrase wing နဲ့အတူတူပဲเนาะ phrase wing နဲ့အတူတူပဲအဲ့ဒီတော့ delta y equal to lambda capital D divided by small d အဲ့တော့ delta y equal to ဆိုပြီးတော့ဒီမှာတန်ဖိုးလေးတွေစောသိမ်းမယ်အဲ့ဆိုလို့ရှိရင်သူလိုချင်တဲ့ distance ဆိုချက်တို့က unit ဘာနဲ့ပဲပြောင်းမှာလဲဆိုတော့ meter နဲ့ပဲပြောင်းမှာဟုတ်ပြီနော်မီတာနဲ့ထွေးပြီးမယ်ဖြေက 2.356 into 10 power minus 4 meter